Federal ပြည်တော်စုမြန်မာနိုင်ငံတော်တစ်မှာပျော်ရွှင်ငြိမ်းချမ်းစွာနေခွင့်ရဖို့အတွက်မျှော်လင့်ဆောင်စားနေကြတဲ့ပြည်တွင်းပြည်ပကျွန်တော်တို့မြန်မာပြည်ပွားပြည်တော်စုတိုင်းသားညီကိုမောင်နှမတော်လှန်ပြည်သူအပေါင်းတို့ခင်ဗျာကျွန်တော်တို့တိုင်းသားတရားလုံးပါဝင်ဆင်နွှဲပြီးခုခံတွန်းလှန်တိုက်ခိုက်နေတဲ့လူဦးတော်လှန်ရေးခေါ်ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်မြစ်ပြတ်တိုက်ခိုက်ရေးနဲ့ Federal ပြည်တော်စုနိုင်ငံတော်တစ်တည်ဆောက်ရေးလူဦးတော်လှန်ရေးကြီးဟာအခုဆိုရင်၄နှစ်ကျော်ထိတက်ရောက်ခဲ့ပြီဖြစ်ပါတယ်အခုကျွန်တော်တို့ကမ်ပိန်းဖြစ်တင်ပြနေတဲ့နေရာပတ်ဝန်းကျင်ဆိုရင်စစ်ပွဲ area ဖြစ်ပါတယ်ကျွန်တော်တို့လူငယ်များဟာတိုင်းပြည်အနာဂတ်ကိုတည်ထောင်ဖို့ပညာတွေအပတ်တကုတ်သင်ရမယ်အစားနိုင်ငံရဲ့အနာဂတ်ကိုဖျက်ဆီးနေတဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ကြီးကိုအသက်ဘဝခန္ဓာရင်းပြီးသူတို့အရွယ်နဲ့မလိုက်အောင်ပြင်ပန်းစည်းရဲမှုတံကိုဖျက်ဆီးပြီးတွန်းလှန်တိုက်ခိုက်နေကြတဲ့မတ်1001မိုးပြဲပြည်သူ့ကာကွယ်ရေးတပ်ကပြည်ရဲကောင်းစစ်တီတော်များဖြစ်ပါတယ်မတ်1001မိုးပြဲပြည်သူ့ကာကွယ်ရေးတပ်ဟာဆိုရင်ဖွဲ့စည်းတည်ဆောက်ခဲ့တာ၄နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်၄နှစ်ဆိုတဲ့အတိုင်းတာသူတို့ဘဝတွေဆိုရင်တက္ကသိုလ်တစ်ခုတက်ရောက်ပြီးတော့ပညာရေးတစ်ခုပြီးစီးအောင်မြင်တဲ့အထိသင်ကြားနိုင်စွမ်းရှိတဲ့ကာလဖြစ်ပါတယ်ဒါပေမဲ့သူတို့အားလုံးဟာအိုးပြစ်အိမ်ပြစ်မိသားစုပြစ်ချစ်ခင်ရသူကိုစွန့်ပစ်ပြီးတော့တိုင်းပြည်အနာဂတ်အတွက်အသက်ခံနိုင်ရင်းပြီးထုစစ်နေကြတဲ့အချိန်မှာအခက်အခဲတွေအများကြီးဖြတ်သန်းနေရပါတယ်ဖြတ်သန်းခဲ့ကြပါတယ်ဘာတွေခက်ခဲလို့ရလဲပြည်သူလူထုအားလုံးကိုလည်းကြဲတွင့်တင်ပြဖို့မလိုအပ်ပါဘူးစစ်ပွဲဆင်နွှဲနေရဆိုတာမှာခရမ်းလိုတယ်အုပ်ချုပ်ထောက်ပံ့မှုတွေလိုအပ်တဲ့ရိတ်ခါတွေလိုတယ်ထိခိုက်ဒဏ်ရာရသွားတဲ့ပြည်သူရဲဘော်တွေအတွက်လိုအပ်တဲ့စေဝါကုသမှုပြန်လည်ထူထောင်မှုသူတို့အတွက်ဤပညာအဆင့်မြင့်နေမှုအပါအဝင်အားလုံးကိုပြည်သူရဲ့ကူညီမှုနဲ့ပဲကျွန်တော်တို့သွားကြမှာဖြစ်ပါတယ်ဖက်စစ်အကြမ်းဖက်အာဏာရှင်မင်းအောင်လှိုင်စစ်တပ်ဟာရုရှားတို့တရုတ်ဘယ်လာရုစ်စတဲ့မိစ္ဆာနိုင်ငံကြီးတွေရဲ့ဤပညာထောက်ပံ့မှုနောက်ွယ်ကမိစ္ဆာအယူဝါဒပံ့ပိုးမှုနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဥပဒေမဲ့လုပ်ရက်တွေကိုကဘာကြီးအတွင်းဘုံတိတ်ကကြာဆင်းတဲ့အထိအတူတူကျူးလွန်မှုနဲ့ခွန်အားကြီးအောင်တိစောက်နိုင်တဲ့အချိန်မှာကျွန်တော်တို့အားလုံးဟာအမှန်နဲ့တရားကိုပဲနှလုံးသားမှာကိန်းအောင်ပြီးပြည်သူပေးတဲ့ခွန်အားနဲ့ပဲကျွန်တော်တို့ပြည်တော်စုရဲ့အနာဂတ်ကိုတိစောက်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့မိုးပြဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့၄နှစ်ပြည့်ကမ်ပိန်းမှာပြည်သူလူထုကိုကျွန်တော်ကပြည်သူ့ဘက်တော်သားအနေနဲ့သူရဲကောင်းစစ်တီတော်များကိုစားပန်ကြားခြင်းပါတယ်။ရန်ပုံငွေလိုအပ်နေပါတယ်။ဘာကြောင့်လိုအပ်နေလဲဆိုတော့တိုက်ပွဲတွေပြင်းထန်နေလို့ဖြစ်ပါတယ်။တိုက်ပွဲတွေဘာကြောင့်ပြင်းထန်နေလဲကျွန်တော်တို့ပွဲသိမ်းတိုက်ပွဲဆိုတာအာဏာရှင်စနစ်ညီကုန်းချုံးမဲ့တိုက်ပွဲကြီးတွေဆင်နွှဲနေရလို့ဖြစ်တယ်။အခုကျွန်တော်တို့ကမ်ပိန်းအတွက်ကျွန်တော်ပြည်သူကိုလွှတ်ဆော်တင်ပြနေတဲ့နေရာဝင်းကျင်ဟာပြင်းထန်တဲ့စစ်ပွဲ area ဖြစ်ပါတယ်။အခုဖြောနေတဲ့အချိန်မှာကိုပဲကျွန်တော်တို့နဲ့လမ်းမကမ်းမှာတိုက်ပွဲတွေပြင်းထန်တာသွားနေတယ်။မနေ့တော့ကျွန်တော်ဖြတ်သွားတဲ့အချိန်မှာကျွန်တော်စနိုက်ပါတွေနဲ့ကျွန်တော်ကိုယ်တိုင်ပစ်ခတ်ခံခဲ့ရပါတယ်။ကျွန်တော်တို့ပစ်ခတ်ခံရဒီလိုစစ်ပွဲ area တွေမှာပဲကျွန်တော်တို့ဟာသွေးချင်းညီကိုများသွေးတောက်ရဲဘော်များဖြစ်အားလုံးတိုင်းပြည်အနာဂတ်ကိုထုစစ်မဲ့ပြည်တော်စုသားစိတ်ဓာတ်တွေနဲ့ကျွန်တော်တို့စွမ်းကုန်ကြိုးစားနေပါတယ်ကျွန်တော်တို့လိုအပ်တဲ့နှခမ်းဒီလေးတွေစိုးဖို့တော့မဟုတ်ဘူးနော်ဒီလေးထည့်ဖို့ကျွန်တော်တို့လိုအပ်နေတဲ့အသီးလေးတွေစားဖို့တော့မဟုတ်ဘူးနော်ဖိတ်စာ message တွေကိုပြတ်ရှင်းဖို့ကျွန်တော်တို့လိုအပ်နေတဲ့စားတောက်စရာတွေဓာတ်ပေါက်တွေပါညာဟမ်ဘာဂါတွေပါမလိုပါဘူးဆန်လောက်တစ်ခါတလေလိုအပ်တဲ့အသားလေးလောက်ကျွန်တော်တို့လိုအပ်တာပါဘာလို့ဆိုကျွန်တော်တို့မှာဝင်ငွေရှာခြင်းမရှိဘူးဝင်ငွေရှာနိုင်မဲ့အခွင့်အလမ်းလည်းမရှိဘူးစစ်ဖြစ်နေတယ်အိုးရင်တိုင်းတာအဆောက်အုံတွေအားလုံးပျက်စီးနေတယ်ကုန်ထုတ်လုပ်မှုရန်နေအားလုံးရက်ဆိုင်နေတယ်တက်စင်မီမရှိဘူးဆေးုံမရှိဘူးဖုန်းနဝမရှိဘူးဘာမှမရှိတဲ့ဒေသမှာကျွန်တော်တို့ဟာပြည်တော်စုအနာဂတ်ကြီးတစ်ခုကိုတည်ဆောက်ဖို့ကြိုးစားနေတာမဟုတ်လို့လွတ်လပ်တဲ့နေနေရာတခြားနိုင်ငံခြားတစ်ခုပါအေးတတအလုံးလုံးခွင့်ရနေတဲ့ပြည်သူများကိုကျွန်တော်တို့ကလေးစားပန်ကြားတောင်းဆိုတာဖြစ်တယ်ကျွန်တော်တို့အစွမ်းကုန်ညီမချက်အောင်မြင်တဲ့ထိကြိုးစားပါပါကျွန်တော်တို့လွှတ်တာလေးတွေကိုတော့မြေတာကိုရှေ့ထားပြီးတော့တော်လိုင်းရေးတာဝန်တရက်ကိုထမ်းဆောင်နေဆိုတဲ့ခံယူချက်များနဲ့အားလုံးဇူဒီတစီလေပြိုင်ပွဲမှာနောက်ဆုံးပန်းဝင်ခါနီးမောပန်းတာကိုအတူမောပန်းနေလို့ခံစားပြီးတော့လူကြီးမင်းတို့ရဲ့ချွေးနှစာနဲ့ကျွန်တော်တို့လူကြီးမင်းတို့လည်းခက်ခဲရှိရဆိုတာသိပါလူကြီးမင်းတို့ရဲ့ချွေးနှစာနဲ့ကျွန်တော်တို့ရဲ့နောက်ဆုံးတော်လိုင်းရေးအောင်ပန်းဆွန်လန်းနိုင်တဲ့ခွင့်လန်းကိုပေးစွမ်းပါလို့ပြောချင်